ဒါမွေးငါမစားတဲ့လူတွေထမင်းနဲ့စားဖို့အတွက်မွေးငါမစားတဲ့လူမွေးငါမစားခင်မှာထမင်းနဲ့စားဖို့အတွက်ချက်ပေးထား Hello မင်္ဂလာပါခင်ဗျာဒီနေ့ကတော့အမေလည်းမချက်တာကြာပြီဖြစ်တဲ့အမေရဲ့ special လက်ရမွေးငါလေးစားမှာဖြစ်ပါတယ်ခင်ဗျာကဲမွေးငါလေးစားမှာဖြစ်ပါတယ်ဒါတော့မုတ်ဖက်နဲ့ဒါညှက်ခောက်ဆွဲညှက်ဖက်ကလည်းနည်းနည်းပဲပါတယ်ဒါလေးကတော့မွေးငါတွေ6ကုန်ပါဆိုလို့ဆိုပြီးတော့ပေါ်ကနေပြီးရေစိုးဘက်လေးနဲ့အုပ်ထားတာပေါ့နော်ကဲမွေးငါလေးထည့်လိုက်ပါဦးမယ်ငခုငဖဲမွေးငါပေါ့နော်ငခုနဲ့ချက်တယ်ပြီးတော့ငဖဲလေးတွေလည်းပါတယ်အားလေးနဲ့စားပါမယ်ကဲပြီးတော့မာပဲကြော်ပဲကြော်ထည့်မယ်ပြီးရင်ကြိုက်မှာပဲဒီလေးထည့်မယ်ပြီးရင်နည်းနည်းမင်းထည့်မယ်ရှောက်တီးလေးနဲ့ညှက်ပါမယ်ဝင်းကသမယာသီးထရီကိုရှောက်တီးလေးနဲ့ပို့လိုက်တယ်ပြီးရင်ညိုသီးမုတ်အိမ်မှာလှော်ပြီးတော့ထောင်းလာတဲ့ညိုသီးမုတ်ပေါ့နော်ညိုသီးတောင်းအောင်ပါကဲဆွဲပြီခင်ဗျာဒီမှာကြိုးရှယ်ပဲဝင်းက9ဦးလေးအောင်ပါတယ်ထည့်လိုက်ပြီထိတ်ဆုံးကထည့်လိုက်ပြီ9ဦးဒီမှာဘဲဥပါတယ်ပြီးမှငဖဲတုံးလေးတွေပါတယ်ဒီမှာငဖဲတုံးလေးတွေပါပါတယ်ရှာဖွေမှွေနှောက်ပြီးတော့ဒီမှာငခုဘက်ဘယ်လိုပြငခုဘက်အမဲတွေချက်တော့ဒီတိုင်းကြိုက်စားရင်ကြိုက်တယ်ဒါပေမဲ့ဒီလိုမျိုးမွေးငါးတဲ့ထည့်လိုက်တော့ကျွန်တော်သိမကြိုက်တော့အဲ့တော့တော့ရှိမွေးငါးပြစ်လည်းမပြစ်ဘူးအရင်အကျဲကြီးလည်းမဟုတ်ဘူးရှယ်ပဲအမေရဲ့လိုက်ရကဲအန်ဒီဝင်း special မွေးငါးလေးစားကြပါဦးခင်ဗျာကျွန်တော်စားလိုက်ပါဦးမယ်ကောင်းမွန်နေလေတော့ဘယ်လိုပြောမလဲငခုရဲ့အချိုတက်လေးလည်းပါသွားတယ်ငငါးလေးကချိုချိုလေးဖြစ်ဒါထဲမှာရှောက်သီးရဲ့အချင်းတက်ပြီးတော့ငါးရဲ့အချိုတက်ဘဲဥရဲ့စိတ်နဲ့တက်ဘဲကြော်ရဲ့စိတ်နဲ့တက်လည်းပါသေးတယ်ရအောင်ဆုံးမယ်โอ้9ဦးပါမျိုး9ဦးဟုတ်တယ်တွေ့ရကောင်း
ညနေကြမှာတနေ့ထပ်စားတော့ဟိုကမနက်ကသမင်းနဲ့စားတာဒီမှာဒါမွေးငါမစားတဲ့လူတွေသမင်းနဲ့စားဖို့အတွက်မွေးငါမစားလို့မွေးငါမစားခင်မှာသမင်းနဲ့စားဖို့အတွက်ချက်ပေးတာကားကြတဲ့အာလူဘဲဥအဲ့ဒါကိုဒီမှာတရုတ်ကျော်နဲ့အချိုလေးချက်ထားတယ်ဒါသမင်းနဲ့စားဖို့အတွက်ဒါမွေးငါတက်စီနက်ကနုံနုံချင်းမှာသမင်းစားလိုက်တော့မွေးငါသိမ့်မစားနိုင်တော့အဲ့လိုဖြစ်သွားကျေးဇူးများတင်ပါခင်ဗျာကျွန်တော်ရဲ့ vlog လေးတွေအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်များမှာလည်းချစ်မေမေအနီဝင်းဘလို့ပင်ပင်မမချက်ထားတဲ့ special ဟင်းလျာကြီးနဲ့စားပြအောင်လဲဆိုတာဆက်လက်ဆောင်လာပေးကြပါဦးခင်ဗျာ။ကြည့်ရှုပေးတဲ့ရောက်ချင်းစီတိုင်းနေကောင်းကြမှာနေကြပါစေခင်ဗျာ။တဒါ